Literally 都是 English 的简单讲。 Applied English School. Writing lessons for several. စာရေးခြင်းသင်ခန်းစာများအပိုင်း9 Number 6 Adjective pronoun plus noun/noun phrase. Adjective pronoun နဲ့ noun နဲ့နှစ်ခုပါတဲ့စကားစုတွေကိုရေးမယ်ဆိုရင် adjective pronoun ကိုအရင်ရေးပါပြီးမှ noun တို့မို့ noun phrase ကိုရေးပါ adjective pronoun တွေဆိုတာဘယ်လိုဟာမျိုးတွေလဲ pronoun ဆိုတာတော့နာမ်စားဖြစ်ပါတယ် adjective pronoun လို့ကိုဘာကြောင့်ခေါ်ကြသလဲ adjective pronoun လို့ခေါ်ရတဲ့အကြောင်းရင်းက adjective ပုံစံမျိုးသုံးလို့ရတဲ့ pronoun ဖြစ်တဲ့အတွက်ကြောင့်သူ့ကို adjective pronoun လို့ခေါ်တာဖြစ်ပါတယ်တနည်းအားဖြင့်ပြောရင် noun တွေကိုအထူးပြုတဲ့ပုံစံမျိုးအသုံးပြုလို့ရတဲ့ pronoun တွေဖြစ်တာမို့လို့သူ့ကို adjective pronoun လို့ခေါ်ရခြင်းဖြစ်ပါတယ် adjective pronoun တွေကဘယ်လိုဟာမျိုးတွေလဲကြည့်အောင် mine ကျွန်တော်ဒါ adjective pronoun ပါ our ကျွန်တော်တို့ဒါ adjective pronoun ပါ your သင်ဤသို့မဟုတ်သင်တို့ဤ adjective pronoun ပဲဖြစ်ပါတယ် his သူဤ adjective pronoun ပဲဖြစ်ပါတယ် her သူမဤ adjective pronoun ပဲဖြစ်ပါတယ် their သူတို့ဤ adjective pronoun ပဲဖြစ်ပါတယ် is ၎င်းဤ adjective pronoun ပဲဖြစ်ပါတယ် noun တွေကတော့ရှင်းပါတယ် book စာအုပ်အသက်ရှိတာရောအသက်မဲ့တာရော dress ရှိတာရော dress မဲ့တာရောဘယ်ဟာဟိုမဆိုအမည်နာမတစ်ခုတက်ပြီးပေးလိုက်မယ်ဆိုရင်ဒါ noun မြန်မာလိုနာမည်ဖြစ်ပါတယ် adjective pronoun ဆိုတာကတော့ adjective ကတော့နာမဝိသေသနသဘောမျိုးနာမဝိသေသနဘယ်ဆိုကြပါစို့နော် pronoun ကတော့နာမ်စားပြောချင်တာကတော့နာမဝိသေသနပုံစံမျိုးသုံးလို့ရတဲ့နာမ်စားပဲမှတ်ကြပါစို့ my book ကျွန်ုပ်ဤစာအုပ်ဒီနေရာမှာဆရာတခုတော့ပြောချင်ပါတယ်မြန်မာလိုနဲ့အင်္ဂလိပ်လိုအစီအစဉ်ချထားတာကွာဟမှုရှိလားမရှိလားအဓိက phrase တွေကိုလေ့လာတဲ့နေရာမှာအဲ့လိုမြန်မာနဲ့အင်္ဂလိပ်နဲ့အစီအစဉ်ချတာကွာလားမကွာလားတူလားမတူလားဒါလေးကိုအဓိကဦးစားပေးပြီးတော့တတိထားပြီးလေ့လာစီခြင်းပါတယ်မြန်မာလိုကကျွန်ုပ်ဤစာအုပ်ကျွန်ုပ်ဤကအရင်လာတယ်ကဲအင်္ဂလိပ်လိုကြည့်အောင် my ကျွန်ုပ်ဤအင်္ဂလိပ်မှာလည်းကျွန်ုပ်ဤကအရင်လာတယ်စာအုပ်မြန်မာမှာအင်္ဂလိပ်မှာ book စာအုပ်ဒါဆိုရင် adjective pronoun နဲ့ noun တို့မို့ noun phrase နဲ့တွဲပြီးတော့ရေးရတဲ့ဟာမှာမြန်မာနဲ့အင်္ဂလိပ်နဲ့အစီအစဉ်ချထားတာတွေဟာအတူတူပဲဖြစ်တယ်ဆိုတာတွေ့ရပါတယ်အဲ့လိုမြန်မာနဲ့အင်္ဂလိပ်နဲ့အစီအစဉ်ချထားတာအတူတူဆိုတဲ့ phrase တွေစကားစုတွေကတော့တိတ်ပြီးတော့ကျောင်းသူကျောင်းသားတွေအင်္ဂလိပ်စာလေ့လာတဲ့လူတွေအတွက်မှားလိမှားထားမရှိပါဘူးလွယ်တယ်လို့ပြောလို့ရပါတယ်ကဲ number 1 my book ကျွန်ုပ်ဤစာအုပ် my ကျွန်ုပ်ဤ book စာအုပ်ကျွန်ုပ်ဤစာအုပ် number 2 our books ကျွန်တော်တို့ဤစာအုပ်များ our ကျွန်တော်တို့ဤ books စာအုပ်များ number 3 our teacher ကျွန်တော်တို့ဤဆရာ our ကျွန်တော်တို့ဤ teacher ဆရာ number 4 our teachers ကျွန်တော်တို့ဤဆရာများ our ကျွန်တော်တို့ဤ teachers ဆရာများ number 5 your book သင်ဤစာအုပ် your သင်ဤ book စာအုပ် number 6သင်တို့ဤစာအုပ်များ your books
your သင်တို့၏ books စာအုပ်များ number 7သူ၏စာအုပ် his သူ၏ book စာအုပ် number 8သူမ၏စာအုပ် her သူမ၏ book စာအုပ် number 9သူတို့၏စာအုပ်များ their သူတို့၏ books စာအုပ်များ number 10၎င်း၏အမည် is ၎င်း၏ tier အမည် number 11၎င်း၏နရွက်များ is ၎င်း၏ is နရွက်များ number 12ကျွန်တော်ဤဝမ်းခွဲများသို့မဟုတ်ကျွန်ုပ်ဤဝမ်းခွဲများဆိုကြပါစို့ဝမ်းခွဲဆိုတာကတော့ညီကိုဝမ်းခွဲတွေလည်း cousins ပဲညီမဝမ်းခွဲတွေလည်း cousins ပဲတဝမ်းခွဲကိုဆိုလိုချင်တာဖြစ်ပါတယ်ကျွန်ုပ်ဤဝမ်းခွဲများဆိုရင် mine ကျွန်ုပ်ဤသို့မဟုတ်ကျွန်တော်ဤပေါ့နော်အတူတူပဲကျွန်ုပ်ဤနဲ့ကျွန်တော်ဤနဲ့အတူတူပါပဲ mine ပါပဲဝမ်းခွဲများက cousins ဝမ်းခွဲများဒါဆိုရင် adjective pronoun ကိုအရင်ရေးပါပြီးတော့ noun သို့မဟုတ် noun phrase ကိုရေးပါမြန်မာလိုရေးတဲ့အစီအစဉ်ချထားတဲ့ပုံစံနဲ့အင်္ဂလိပ်လိုရေးတဲ့အစီအစဉ်ချထားတဲ့ပုံစံအတူတူပဲဖြစ်ပါတယ်ဒီလောက်ဆိုရင်သဘောပေါက်နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ